Deherasa Mahandasa Yivala Yisa Pandita Tavi Misu Vatanyandi Deherasa Ngengele Tirave Mahandasa Tajimale Tirave Yivala Yisa Pandita Mati Namle Lule Tirave Pinyanda Lule Tirave Matira Lushila E Mashiu Sura Titabi de Nauma Kupa Lutin Johnny Bum Hope no Yin Sai Yebo India Chaupo Mo Yin Sai Yebo Mamangang Yin Sai Yam Tiloso Poiro Jamli Dora Yama Lenya Mama Reader's Digest Magazine the Sound Dudan Lenya Mama Kanaka Pado Paduye Jao Yetaro You know American the Mada the Kennedy, yes, and the Checkling, Kennedy, and now so many young eaters to a New York. Checkling, Kennedy, so that the Madagro. That's how Sella she come to Yoga. Say, oh, Debbie, say good. Say good, Kajara, say on air, Dianos, Emma, Pobia like the Washington, Kinsa Yoga. Kinsa Yoga is incurable. Kulumia Kisa Sally of Yana Nidi Jan Kulumia, thank you are Kumea Yoga Nukinis. To thee, Tire Kaja, to whatever them hope. Bobby Melo, same as I do my train and Milan or she. Hagana. Do my Argo she. My Argo rooms to Christians or Christian God, Argo my what, no? စိတ်တည်ငြိမ်မှုလေးကိုပြပြတာပါအိမ်ပြန်လာခဲ့တယ်အိမ်ပြန်လာပြီဘာလို့လို့ဆိုတတရရတန်တန်ရှင်းရှင်းအဝတ်စားစိတ်တွေနဲ့လဲအမလို့ဆိုခီးလိမ့်ပေါ့နော်အိယာခင်နေချာနာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လို့သူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပေးလှုပ်တင်တာတွေလှုပ်ဌာနလှုပ်တင်တာတွေလှုပ်အဲ့လိုလှုပ်ပြီးသူကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုးသူတည်သွားရင်ဘာလုပ်ရမလဲဆိုတဲ့ဆန္ဒတွေခေါ်ပြပြီးဒီလိုနေတပတ်လောက်နေတော့သူအဲ့ရမှာပဲဆုံးသွားတယ်ကဲသူ့အနေထားလေးကဘယ်လောက်ကောင်းဟုတ်ကဲ့ရဲဝံ့ရင်ဆိုင်သွားတယ်လို့ပြောတယ်အဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကဘာလို့ဆိုလို့ရှိရင်သူအားကိုးတဲ့ God ဆိုတာတကယ်အားကိုးရရောက်ရတာဒါပဲဒီတစ်ချက်ပဲစဉ်းစားကြရှိတယ်တခါတလေကျတော့ကိုကတော့အားကိုးတယ်လေလူတွေကြည့်လေသားကိုအားကိုးရမလားလို့ဆိုပြီးတော့ဂရုစိုက်ကတက်ကြီးတော့သားကိုထော်လောကလန့်လို့တဲ့သားဖြစ်မဖြစ်ဘူးလားမရှိဘူးလားအေးသမီးကိုအားကိုးရမယ်ထင်ပြီးတော့သမီးလေးဂရုစိုက်ပြီးတော့မွေးထားတယ်အသက်ကြီးတဲ့ခါကျကိုယ့်ရန်သူဖြစ်နေတာမရှိဘူးလားရှိတယ်တကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်းဖြစ်ပေါ့အဲ့လိုတော့ရှိနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေအနေနဲ့သူတို့စာပေကျမ်းကသူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်တယ်သို့သောစိတ်ကောင်းနှလုံးကောင်းထားမယ်ကိုယ်ကျင်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကောင်းရသူတွေရောက်ဖို့ရတယ်ခရင်ကံကံဤအကျိုးလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိဘယ်ပုဂ္ဂိုလ်မျိုးပဲရှိဘယ်ဘာသာဝင်ပဲရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးပါခေါ်ကဲ့တင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကဲ့တင်ပါဘုရားကဲ့တင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားရမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့အေးကောင်းပြီအဲ့ဒီသမထကတော်ကြီးဟာအေးချမ်းချမ်းနဲ့ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲနဲ့တည်ခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းအတူယူစရာပဲလို့နော်